ထိုင်းမှာဗတ်ရိုက်ပြီးတော့အလုပ်သမားဗီဇာနဲ့နေတာပဲဖြစ်ဖြစ်ကျောင်းတက်တာပဲဖြစ်ဖြစ်တခြားနှစ်ရှည်ဗီဇာတစ်မျိုးမျိုးနဲ့နေထိုင်ကြတဲ့သူတွေကထိုင်းကနေမြန်မာကိုအလဲပြန်တာပဲဖြစ်ဖြစ်တခြားနိုင်ငံတစ်ခုခုကိုအလဲသွားတာပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးနဲ့ထိုင်းနိုင်ငံပြင်ပကိုထွက်ပြီးတော့ထိုင်းနဲ့ပြန်ဝင်လာရင်သတိထားတဲ့အချက်နှစ်ခုရှိပါတယ်တစ်ခုကတော့နိုင်ငံပြင်ပထွက်ပြီးတိုင်း TM30 ကို update ပြန်လုပ်တာပါကိုအိမ်ရှင်က TM30 လုပ်ပေးထားတဲ့တက်တန်းကလည်းအကြာကြီးကျန်နေသေးတယ်ဆိုပေမဲ့ကိုကနိုင်ငံအပြင်ထွက်လိုက်ပြီဆိုတာနဲ့အဲ့ဒီ TM30 ကိုပြန်သုံးလို့မရတော့ပါဘူးထိုင်းနိုင်ငံတွေကိုပြန်ဝင်လာတဲ့ရက်ကနေစပြီးတော့ TM30 ကိုအသစ်ပြန်လုပ်ပြီးသုံးဖို့လိုပါမယ်မဟုတ်ဘူးဆိုရင် immigration မှာဒဏ်ကြေးဆောင်ရတာမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့90 day report လို့ခေါ်တဲ့ရက်60တိုင်တာပါရက်60တိုင်တာကထိုင်းမှာတစ်ဆက်တည်းရက်60နေထိုင်မှတိုင်ရတာဖြစ်ပါတယ်ဥပမာအားဖြင့်ကိုကရက်60ကိုဇွန်လ15ရက်နေ့မှာတိုင်ရမယ်ဒါပေမဲ့ကိုကထိုင်းနိုင်ငံပြင်ပကိုဇွန်လ1ရက်နေ့မှာထွက်သွားလိုက်တယ်ထိုင်းထဲကိုဇွန်လ3ရက်နေ့မှာပြန်ဝင်လာတယ်ဆိုရင်ဇွန်လ15ရက်နေ့မှာတိုင်ရမယ်90 day report ကတိုင်စရာမလိုတော့ပါဘူးပြန်ဝင်လာတဲ့ဇွန်လ3ရက်နေ့ကို day 1အဖြစ်ပြန်တွက်ပြီးတော့ရက်60ပြည့်ခါနီးမှပဲတိုင်ဖို့လိုပါမယ်ဗျ